Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကိုရီးယားဘာသာစကားရဲ့အခြေခံတရား Day 1ကိုလေ့လာသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးတရားလေးကတော့ noun ရဲ့အနောက်မှာလိုက်တဲ့은은ကတော့အသက်ပါရင်အသက်မပါရင်ဥပမာ저는ကျွန်တော်ကျမကတော့ကျော်ဆိုတာကျွန်တော်ဒါမှမဟုတ်ကျမဆိုတဲ့ယဉ်ကျေးတဲ့သုံးလုံးဖြစ်ပါတယ်နောက်တစ်ခုကတော့나는ငါကတော့နာဆိုတာကငါဆိုတဲ့မယဉ်ကျေးတဲ့အသုံးနှုန်းဖြစ်ပါတယ်ကိုနဲ့ရွယ်သူတွေဒါမှမဟုတ်ရင်ကိုထက်ငယ်တဲ့သူတွေကိုပဲအသုံးပြုပါတယ်ကိုထက်ကြီးတဲ့သူတွေနဲ့ကိုရဲ့ senior တွေကိုတော့သုံးလို့မရပါဘူးနောက်တစ်ခုကကြတော့책은စာအုပ်ကတော့ဒီမှာကြတော့ချက်မှာဂါတက်ပါတဲ့အတွက်ကြောင့်မို့လို့သူ့ကိုတရာသုံးပါတယ်ရှင်နောက်ထပ်တစ်ခုကကြတော့ဟာနတဟန်ဂါဥဂါတကူဟန်ကူနတဟန်ကူကင်ကိုရီးယားကတော့ဟန်ကူဆိုတာကိုရီးယားကိုပြောတာဖြစ်ပါတယ်ရှင်ဒီမှာလည်းဂါတက်ပါတဲ့အတွက်ကြောင့်မို့လို့တရာကိုသုံးပါတယ်တခုမှတ်ထားရမှာကအသက်ပါတဲ့စကားလုံးတွေရဲ့အနောက်မှာလိုက်လို့ရှိရင်အဲ့ဒီအသက်ကမှာတွားပြီးတော့ကူးပြောင်းပါတယ်ခုနကစကားလုံးတွေလိုပါပဲ책은မှာချက်ရဲ့နောက်မှာလိုက်တဲ့အခါကျတော့အဲ့ဒီချက်မှာပါတဲ့ကမှာအတန်သွားပြီးတော့ကူးပြောင်းနေ책은ဖြစ်သွားပါတယ်နာတအတန်ထွက်သွားတယ်ပေါ့နော်နောက်တစ်ခုဟန်ကူမှာလည်းအလိုပါပဲဟန်ကူရဲ့အနောက်မှာလိုက်တဲ့အတွက်ကြောင့်မို့လို့ကူဆိုရဲဒီဂါတက်ကမှာအတန်သွားပြီးတော့ကူးပြောင်းနေဟန်ကူကနာတအတန်ဖြစ်သွားပါတယ်ဒါဆိုရင်တော့ဒီတရားလေးကိုနားလည်သွားမယ်လို့မျှော်လင့်ပါတယ်ရှင်တခြားမီနီစကားလုံးလေးတွေနဲ့လည်းတွဲပြီးတော့ကိုယ့်ဘာသာကိုလေ့ကျင့်ကြည့်လို့ရပါတယ်ရှင်ဆုံးဖြတ်ကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်